အားလုံးပဲမင်္ဂလာပါကျွန်တော် YouTube channel လေးရကျွန်တော်ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီရက်ထဲမှာပေါ့နော်အလုပ်တွေကြောင်းနေနဲ့နည်းနည်းဗီဒီယိုထပ်တင်ဖို့လည်းနောက်ကျသွားရတော့လည်းတောင်းပန်ပါတယ်ဒီနေ့ပြောပြပေးတော့မှာတော့အားလုံးသိချင်နေကြတဲ့ immigration မှာရက်လား immigration မှာကြက်လားဘာတွေမေးလဲဆိုတော့ကျွန်တော်တခြားလေးပြောပြပေးအောင်ဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်သွားပေးကြဖို့လည်းတောင်းဆိုပါတယ်ပြီးပြီဆိုရင်ကျွန်တော်တို့စလိုက်အောင်အဲ့တော့အားလုံးသိချင်ကြရင်ခုမြန်မာနိုင်ငံရဲ့လေးစေး immigration ကနည်းနည်းလေးကြက်နေပေါ့နော်နိုင်ငံခြားထုတ်ဖို့တော့ကိုအသက်အရွယ်တွေဘာတွေညာတွေနဲ့ပေါ့နော်အဲ့တော့ immigration မှာပိုင်းမေးတဲ့ဆိုတော့ကျွန်တော်တေချာလေးပြောပြပေးသွားပါမယ်။ရင်းတော့ကျွန်တော်တို့အသက်အရွယ်ကိုတစ်ချက်ကြည့်ရမယ်ပေါ့နော်။အခုကအသက်အရွယ်မြန်မာနိုင်ငံမှာအသက်အရွယ်ကန့်သတ်ချက်ရှိနေတော့ကျွန်တော်မှတ်မိတဲ့လောက်ဆိုရင်မြန်မာနိုင်ငံမှာအသက်အရွယ်ကန့်သတ်တာ23နှစ်လားမသိဘူး။23နှစ်ဝင်းကျင်သမားကြီးကြတော့နည်းနည်းလေးအန်ရရှိပေါ့နော်။အလုပ်တွေပိုင်းနဲ့ထုတ်ဖို့ပဲဖြစ်ဖြစ်အလဲထုတ်ဖို့ပဲဖြစ်ဖြစ်နည်းနည်းလေးအန်ရရှိပေါ့နော်။နိုင်ငံခြားထုတ်ဖို့အတွက်ဒီ23နှစ်ဝင်းကျင်ပေါ့နော်ကျွန်တော်23နှစ်နဲ့ပဲတွက်ပြီးပြပြလိုက်ပါမယ်23နှစ်ဝင်းကျင်သမားတွေကကြောင်းနေသွားတာပဲပို့ပြီးတော့အဆင်ပြေပါတယ်အရင်အလုံးနဲ့သွားမယ်ဆိုလို့ရှိရင်တို့ကအလုပ်ထောက်ခံတာပဲတောင်းတယ်ကိုယ့်ဘက်ကစားရစာနေပဲပြည့်စုံနေရဆိုရင်တော့မှတို့ကလွတ်ချင်တယ်မရှိဘူးဆိုရင်တော့ကျွန်တော်တို့သွားဖို့ကတိတ်ပြီးအဆင်မပြေဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကကြောင်းနဲ့သွားရသူတွေကြတော့ကြောင်းခေါ်တာတွေပဲပြရတယ်ဒါမျိုးနေကျွန်တော်တို့အဆင်ပြေသွားကြအများပါနော်ဟိုကျွန်တော်တို့ဒီအသက်အရွယ်ပိုင်းနဲ့လည်းကင်းလွတ်တယ်ဆိုလို့ရှိရင်တော့သွားဖို့ကတော်တော်လေးအဆင်ပြေသွားပါပြီအသက်အရွယ်အတွက်လွတ်သွားပြီဆိုရင်နောက်တစ်ခုတို့ဘာဆက်မိလဲဆိုရင်ကျွန်တော်တို့ဗီဇာစစ်မယ်ကျွန်တော်တို့မြန်မာနဲ့ဗီဇာစစ်မယ်မြန်မာနိုင်ငံမှာရှိတဲ့ကျွန်တော်တို့ smart card ကိုစစ်ကြမယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဗီဇာပြရတယ်တို့ကစပြီးမှမေးခွန်းတွေစမေးပြီပေါ့နော်မြန်မာနိုင်ငံမှာဗမာနေရလဲအခုသွားမှာဘာကြောင့်သွားမှာလဲအကြောင်းနဲ့လားအလုံးနဲ့လားဘယ်လောက်ကြာမှာလဲဒါမျိုးဆိုင်မေးရပေါ့နော်ကျွန်တော်တို့ဗီဇာတက်တောင်းစစ်တယ်ဟုတ်ပြီအားလုံးအဆင်ပြေပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ဗီဇာနဲ့ smart card ကအဆင်ပြေပါပြီအဲ့ဒါပြီးတော့နောက်တော့ဟုတ်ပြီအဲ့တော့အားလုံးကအဆင်ပြေသွားပြီလာဖို့အတွက်ready ဖြစ်သွားပြီပေါ့နော်အဲ့အချိန်မှာသူတို့ကကျောင်းသားဆိုလို့ရှိရင်ကျောင်းနဲ့ပတ်သက်တဲ့ကျောင်းခေါ်စာတွေပါစာရွက်တွေပါတခြားလေးတောင်းတယ်ပေါ့နော်အဲ့ဒါလေးတခြားလေးပြပေးရတယ်အဲ့ဒီအားလုံးအဆင်ပြေသွားပြီဆိုတော့အဆင်ပြေသွားပါပြီသူတို့မေးတာတော့ဒီလောက်ပါပဲကျွန်တော်တို့ဘယ်လိုသွားမှလဲကျောင်းကဘယ်ကကျောင်းလဲဒီမှာနေရမယ့်နေရာလိပ်စာပါလဲအလေသွားမယ်ဆိုရင်ဘယ်လောက်ကြာမှလဲဘာလို့သွားမှလဲဒီအတိုင်းပဲမေးတာပါနောက်ထပ်တော့ထပ်ပြီးတော့မမေးပါဘူးပြီးတော့အားလုံးလည်းနည်းနည်းကြားဘူးနေကြမယ်လို့ထင်ပါတယ်show money ပြရတယ်လို့ပါတော့အဲ့ဒါတွေက immigration မှာလုံးဝမရှိသလောက်ပါပဲလုံးဝမမေးပါဘူးလုံးဝမမေးခဲ့ပါဘူးကျွန်တော်တို့ဒီ show money ပြရတယ်ဘာညာဆိုတာကကြောင်းနဲ့တာတဲ့သူတွေကကျွန်တော်တို့တက်မဲ့ဒီဘက်ကိုသွားမဲ့နိုင်ငံမှာတက်မဲ့အကြောင်းမှာဒီ immigration ဖြစ်တယ်ကျွန်တော်တို့သွားတက်မဲ့အကြောင်းမှာအကြောင်းကစစ်တာပေါ့နော်သူတို့လာဝကအဲ့နိုင်ငံလာဝကစစ်တာကျွန်တော်တို့ဒီမာလာတက်ဖို့အတွက်အကြောင်းစီမိသားစုထောက်ပံ့နိုင်တာပါလားဆိုတော့စစ်တာပါအဲ့တော့ immigration ကဒီလောက်ပါပဲဒီမြန်မာနိုင်ငံရဲ့ immigration ကဒီလောက်ပဲအရင်မစစ်ပါဘူးကျွန်တော်အခုဒီဘက်ဂျပန်ကိုလာဆိုတော့ကျွန်တော်ဂျပန် immigration မှာတော့ဘာစစ်လဲဆိုရင်ကျွန်တော်တို့ဒီကျောင်းရဲ့ကျောင်းခေါ်စာပြရတယ်ဒီမှာနေမဲ့နေရလိပ်စာပြရတယ်ဗီဇာတက်တန်းပြရတယ်ပြင်ကျွန်တော်တို့ဒီမှာဂျပန်ရဲ့ဇိုင်းဘက်ကိုထုတ်ပေးရပေါ့နော်ဒီနေရာမှာဒီဘက်မှာကျွန်တော်တို့ကကျောင်းသားကျွန်တော်ကျောင်းနဲ့လာခဲ့တယ်ကျောင်းသားဆိုလို့ရှိရင်ဒီမှာကျောင်းသားတွေရဲ့အလုပ်လုပ်ခွင့်28နာရီဆိုတဲ့ဥစ္စာရှိရပေါ့နော်ကျွန်တော်တို့ဒီ form ကိုဖြည့်လာခဲ့ပါဒီမှာဒီဘက်ကျွန်တော်တို့ဂျပန် immigration ဝင်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့form မှာထည့်ပြီးပေးလိုက်လို့ရှိရင်ကျွန်တော်တို့ဇိုင်းဘက်နောက်မှာကျွန်တော်တို့28နာရီအလုပ်လုပ်ခွင့်ဆိုတုံးလေးထုပေးပါတယ်28နာရီတုံးလေးပါမှကျွန်တော်တို့အလုပ်လုပ်ခွင့်ရှိပါတယ်အကယ်၍မရှိဘူးဆိုလို့ရှိရင်နောက်မှပြန်ပြီးတော့ရုံးပြန်သွားလို့ရဆိုကျွန်တော်တို့အရန်ကြာပါတယ်တနေ့ကုန်အရန်တန်းစီပြီးဆောင်ရတယ်ပေါ့နော်အများတန်းမြို့နယ်ရုံးတွေလူတွေကအရန်ပြည့်နေကြတာဆိုတော့အရန်စောစောလေးသွားပြီးတော့တနေ့ကုန်လုံးနေ့တစ်ဝက်လောက်နေမှရတာမျိုးရှိရပေါ့နော်immigration မှာလည်းတခါတည်းဖြစ်နိုင်တော့28နာရီတုန်းအောင်တခါတည်းအဲ့စာကိုပေးလိုက်ပါကျွန်တော်နောက်တစ်ခုပြောချင်တာပါလဲဆိုရင်တော့ဒီ show money စာရွက်တွေဘာတွေကိုကျွန်တော်တို့တစုံလောက်မိထုဆွဲခဲ့တာပို့ပြီးအဆင်ပြေပါတယ်ဒီ immigration မှာအများသောအားဖြင့်မမေးဘူးဆိုပေမဲ့လိုအပ်တည်ရှိတော့ထုတ်ပြလို့ရအောင်လို့ဆွဲခဲ့ရပို့ပြီးကောင်းပါတယ်ဘာပဲဖြစ်ဖြစ်ဒီဘက်ဂျပန်ရောက်လာတဲ့ခါကျလို့ရှိရင်လည်းဒီဘက်ကျောင်းကနေပြီးတော့တောင်းခဲ့တည်ရှိတော့ပြလို့ရပါတယ်အဲဒါကြောင့်မလို့တစုံလောက်တော့မိထုဆွဲခဲ့ပါနို့ထီတစုံလောက်ဖြစ်နိုင်ကျန်ခဲ့ပြီပါအဲ့ဒါလေးကိုတော့လုပ်ခဲ့ရပို့ပြီးအဆင်ပြေမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကဒီနေ့ကဒီလောက်ထိပါပဲအားလုံးလည်းအဆင်ပြေကြပြီလို့လည်းထင်ပါတယ်မရှင်းတာရှိလို့ရှိရင်လည်း comment တွေမှာမေးတော့ပေးပါနောက်ထပ်သိချင်တာတွေရှိရင်လည်း comment တွေမှာမေးတော့ပေးပါတော့နောက်ဗီဒီယိုမှာပြန်လည်တွေ့ကြပါမယ်ဗျအားလုံးပဲတတာ